တထိုင်ထားတိုင်းမှာဒုစတဲ့ကတကြွကြွမိတဲ့သူတွေရှိလားရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါတစ်ဖက်နာမှာနှစ်ဖက်နာဒုနာသူအများစုကတစ်ဖက်ရင်ဆုံးနားလေးရှိကြပါတယ်နာတာကိုဒေတာကြီးမဆိုင်မိတဲ့အခါအချင်းချလာတာနဲ့အမျှဒုနှစ်ဖက်လုံးနာကျင်တတ်ပါတယ်လူငယ်တွေမှာကအာကစားတဏ္ဍာအယွတ်တဏ္ဍာတွေအဖြစ်များပြီးလူကြီးတွေမှာတော့တက်ချီတူးနာအဆီရောင်နာနဲ့ဒူကြီးပေါင်းတို့တွဲဖြစ်လေးရှိကြပါတယ်ဒုနာပြဿနာမျိုးမျိုးကြုံလာပြီဆိုနံပါတ်1အနေနဲ့ဩဇာကိုသတိရလိုက်ပါအစစ်တောင်းလေးမှုနဲ့ကြက်သားပြီးရောစီဖို့ဆေးချရုပ်တို့ကုသနေတွေအစစ်တွေနဲ့ထိရောင်ကြပြီးဆေးရနေတွေရရှိစေမဲ့ဆေးမွေပြကုသနေတွေဒလပတ်မှုကောင်းမွန်စေပြီးအကွေးဆန့်ကိုပုံမှုချုံးမှုစေဖို့ကပင်းကုသနေတွေအပြင်တောင်းတန်ကြီးကရမတ်ဝန်ဦးရှာတောင်းလက်ပတ်စားတဲ့တဘာဝကရတဲ့ဆေးမစီရတွေတိုင်းရင်စီစီကုသနေတွေနဲ့ဒုနာဝေဒနာကိုအတူတူရင်ဆိုင်ဖို့ကျွန်တော်တို့ဆေးကန်းကဖိတ်ခေါ်လိုက်ရပါတယ်ရန်ကုန်မြို့ပဇွန်တော်မြို့နယ်နဲ့လိုင်မြို့နယ်တို့မှာမနက်9:00နာရီမှည9:00နာရီအထိတိုင်းရင်စစ်တက္ကသိုလ်စစ်သမားတော်များမှကုသပေးလျက်ရှိပါတယ်